စိတ်နှပြလန်းရှင်ကြည်လို့လားမင်္ဂလာဆိုင်ဆိုင်မင်္ဂလာဆိုင်ဘုန်းတင်လက်တန်းနာစင်ရကြားရင်လားနာစင်ရဓမ္မတစ်ချိုက်ကမောကုန်ပြောင်းဆောင်းကုန်ရောက်ဆောင်းကုန်၍နေဦးစမှာရှင်မရဲ့တသားလေးကိုဝါဝါစင်သာဝနာတွေတွေ့ကြစို့
Don't you
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
စီတော်ကြီးတီးတဲ့ကချိုငါမြင်ရတဲ့ပြင်ရွှေဘုံပေါ်ပင်အင်းကြီးကိုဝစ်ကြရပါဘူးကိုဘာသာကိုရကန်းစင်လေးနဲ့တတ်တရရခါပြီးတော့ဝစ်ကြရပါတယ်တဲ့လက်ခတံကလေးကချိုးချိုးမြည်တယ်ချိုးချိုးမြည်တယ်အိုးရှိတော့ကဘုန်းလက်မကကရရွှေစင်ဆိုရင်အင်မတန်မှကြည်ကြည်ခမ်းနာပြီလို့တက်ကြီးစကားသိငယ်ကြရတာကိုရှင်ရွှေဘိုးစီတံမြို့တော်ဟိနေရွှေဘိုးစီတံမြို့တော်ဟိနေအဲ့ဒါကြောင့်လေကိန်းခမ်းနဲ့အေးတဲ့ဒီရွှေဘိုးညင်ညာလိုက်ပါရဲ့ရွှေဘိုးရွှေဘုံညင်ညာလိုက်ပါရဲ့ရွှေဘုံအမိဆောင်ဒီတစ်ပေါက်လေးကိုဖြင့်ကြည်အောင်တွေးပါလို့ဒီခွေပါလို့ဆိုဒီခွေပါလို့စီရိုးတော်လွမ်းမြန်တို့တီးခွဲလို့ဆိုပြေးခဲ့ကိုတီးခွဲလို့ဆိုစီတော်သာဟိငိမ့်ညံစေလို့စီရိုးတကူပြီးကျွန်းဘဟုတီးတဲ့ကချုံငါမြင်ရတဲ့ပြင်ရွှေချစ်လာစွာသောတေဂီတအနုပညာချစ်သူများကိုဖြင့်အလင်္ကာဤယရနာများတေးစီစဉ်မှာဒေသရှင်များဖြစ်ကြတဲ့သူ့မောင်လွှမ်းမိုးတင်တင်မြချိုပြုံးမေဆွီတို့နဲ့ဆိုင်းစရာစိန်ပိုတင့်နဲ့တွဲဖက်ဖျော်ပြသွားတာဟာဖြင့်ရွှေနာပန်စင်အလင်္ကာမမြောက်ပေဘူးလားခင်ဗျအလင်္ကာမြောက်တာပေါ့ခင်ဗျာအလင်္ကာမြောက်ဆိုအစင်အလာမပြောက်ပြီဘူးခင်ဗျဟုတ်ကဲ့ခင်ဗျာယခုတဖန်ဆိုင်းစရာစိန်ပိုတင့်ရဲ့လက်စွမ်းပြအလှဲ့ဖြစ်သောကြောင့်ဆိုင်းစရာစိန်ပိုတင့်ကအလင်္ကာကျော်စွာစောင်းစရာကြီးဘဘဥပတန်တီထွင်ခဲ့တဲ့အချင်းတပုတ်တဲ့နှစ်မျိုးတိခတ်သောလှရင်ကြီးလို့အမည်ရတဲ့လက်စွမ်းပြတိခွက်ကိုဖြင့်ပြန်လဲကဘယ်တစ်မျိုးညာတဖုံတိခတ်ပြမည်ဖြစ်သောကြောင့်ဆိုင်းစရာစိန်ပိုတင့်ရဲ့အတနောမတိစိတ်ကကြံလို့ဆိုင်းစရာတိတ်ခညာဖွင့်တော်မူပါအောင်ဆရာရဲ့ကဲရွှေနာပန်းစင်းနဝင်းဆောင်အောင်ရွာသားစိန်မိုတိရဲ့လက်ကုံဖွင့်ပါရောခင်ဗျာ
စားစိန်ပိုတင်းရဲ့လက်အပြီးမှာတော့ခုတခါအလင်္ကာဤယရနာများလို့အမည်နဲ့လိုက်ဖက်စီမဲ့အထူးအစီအစဉ်ကိုဖြင့်တာငယ်ချီတာပွဲကြိုက်ခင်ကစီစဉ်ပြီးဘာဘာအလင်္ကာကျော်စွာစောင်းဥပတန်းရဲ့ထန်တရားတေးရှင်လို့အမည်ပေးထားတဲ့တီးလုံးကိုဟုတ်ပါဗျာအလင်္ကာဘာဘာရဲ့ယရနာများဖြစ်တဲ့အကိုကြီးဆိုင်ဆရာစိန်ပိုတင်းကပါဝိုင်းကိုနိုင်ကိုင်းဟုတ်ပါကိုမင်းအောင်ရေညီမောင်စိန်စတင်းကပတ်တလားကိုပိုင်တီးလို့ဟုတ်ပါဗျာစန္ဒယာထိတ်တင်ဝင်းကဖခင်ကြီးရဲ့စောင်းကိုတိခကတော်ပန်းရှင်မင်္ဂလာရှိပါခင်ဗျာညီကို၃ယောက်ရဲ့ချစ်ကြည်မှုကိုတက်သေးကံအမှန်နဲ့လက်ဝေခံစားကြပါစို့ရဲ့ခင်ဗျကြားရယုံနဲ့တောင်ကြက်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံနေပါလားခင်ဗျာဒါကြောင့်ညံသွားသမျှအတိပညာနဲ့နီးစင်ကဟန်များပြရည်ဆိုင်ဆရာစိန်ပိုတင်းရဲ့အကြံများထုတ်ပါအောင်ခင်ဗျကဲဒါဆိုရင်စံထားရလောက်အောင်အတန်များနဲ့အလှပန်းဆင်ပါအောင်ခင်ဗျာဟုတ်ပါဗျာထိတ်တင်ဝင်ဖခင်ကြီးရဲ့အငွေဟောင်းနဲ့သွားခင်ဗျရပါဗျာလေခင်ဗျပတ်တလားကိုပိုင်ခိုင်းတာဘယ်သူတော့ဗျစိန်စတင်းကိုဗျ
Nhà phaya suy đa go lê du đa go cô long y du lô ga nhiều ba go chọc về mi biết dung chốn dung mà an chi vì mà công nhà phaya suy đa go lê du đa go cô long y du lô ga nhiều ba go chọc về mi biết dung chốn dung mà an chi vì mà công tình gốc ra trong vì là giáo nhà ra quá thiên sa doa về chung đi cha cha ruê mùi tây đã bông dung chốn dung mà an chi vì mà công tình gốc ra trong vì là giáo nhà ra quá thiên sa doa về chung đi cha cha ruê mùi tây đã bông dung chốn dung mà an chi vì mà công Jaguro gum ra nham ya sano sung đi cha đi ya chi sa doa về cô chi ga công nghệ nong tu song nhất gì mà ô doa thaya ra ne a yung cha mung nan vi tu ga gum ho wa da chi sung mano ariya mui gum anagaran nya no au chin je ba re su tri da Okala dai sang le bông ni nang chakot ta ne khali ka ro yin si ga sung cha ni shwe gong yan yang ma pyung bo yin nya swa phung pyo ja chon sum ma an chi wi ma kong Okala dai sang ne bông ni nang chakot ta ne khali ka ro yin si ga sung cha ni shwe gong yan yang ma pyung bo yin nya swa phung pyo ja chon sum ma an chi wi ma kong kat pha gong gona gong Kakatan phaya gorma phaya bizu lo da kuzo ya mui tari lezu da pung chon sum ma an chi wi ma kong gona gong katapha gong
ကောက်ကတန်ဖျားရဲ့ဘောရမဖျားရဲ့ဤစုလို့သာတော်ကြအောင်မွေတရီလေးစုတတ်ပုံကျုံစုမှာအချီ၍မကုန်တကူတော်ကုံဘုရားမြတ်ဖျားဆန္ဒအဆုံးတိချဖို့အတိကရထင်ရှားစွာပဲကျုပ်ကိုရှိကဂုံနေညီနောင်သူဆုံးပစ္စည်းမကိုတွားဖယားဝင်နာနေဟာကျုပ်ပြမုံငန်းတွေတူပါကုန်အဟောဝတ္တပြည့်စုံမနောအရိယာမွေထုံအနာဂတံဉာဏ်တော်အဟုတ်ချင်းရပါရဲ့ဒီကကုန်
ဒီထွင်ပေါ်လာမိုးစာပြောလာအယိုးပေါ်ရမဖုံးမျက်မဆုံးဖို့လားမိုးစာပြောတဲ့တွင်လို့ပေါ်လာအချက်ညာကြီးစီကဒီထွင်ပေါ်လာမိုးစာပြောလာအယိုးပေါ်ရမဖုံးမျက်မဆုံးဖို့လားမိုးစာပြောတဲ့တွင်လို့ပေါ်လာမိုးစာပြောတာဒီမှာပြည့်စရာဒီမြင်လက်ကဒီလိုဒီဆိုဒီကုန်ကြရလုံမလေးတို့မဲရိုက်ပါလို့လာလာလေးလိုက်ခဲ့ပါတော့မောင်တို့ရွာမြစ်ဒီကမ်းမရဲ့ပုံလောင်ပုံညာစီနေရရွာမောင်တို့ရွာမှာတော့ဘာဘာတွေခေါ်ပါလေရှင်းပြနေရောရဲ့ရောရမီဖိရင်ကြီးမှာကွယ်ရွှေစုံစီလို့ကြောက်ွယ်ပေါ်တဲ့ရောသူကရွာရွှေညာမြေစခလောင်လာခဲ့ပါအင်းဝနဲ့တစ်ဖက်ကစီရအလူတော်မင်္ဂလာပြုလုပ်တဲ့ကမိုးစာပြောတာညံ့ညံ့ချလာဝရိယတန်စင်ကုန်တို့ပါမပြည့်စရာဒုက္ခမသွေးတင်ညာကိုဟန်ကိုတန်ပိုင်နိုင်စွာခိုင်မြဲဖို့လိုရာမတော်ရရသိရှင်တရားဒီချင်မိတာမိုးစာပြောတာရှိမှမပြည့်စရာဒီမြတ်လက်ကဟောဒီလိုဒီဆိုဒီကုန်ကြ
အောင်ွယ်ဩဘာရနာသွဲသွဲအောင်ပင်လ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 ဲတကယ်တော့ရှိခဲ့တော့လေကောဖြစ်လို့မို့ကောင်းဖို့ရွယ်သောဖြစ်ကိုအထူးသဖြင့်မျှော်မိတယ်လေယူရာကိုကြိုင်လိုက်မွေလို့အေးကြည်တယ်ရှိမိပွဲလူလူရင်းပြောခြင်းလက္ခဏာအင်းသာမောင်နှံခွဲဝဲတယ်ဝဲတယ်အောင်ပင်လဲ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 တကယ်တော့စစ်ကဲတော့လေကောဖြစ်လို့မို့ကောင်းဖို့ရွယ်သောဖြစ်ကိုအထူးသဖြင့်မျှော်မိတယ်တကယ်မင်းရှင်စောမျောသည်အောင်ဝဲလေးကံစလုံးကိုသိမ့်ကျုံဆယ်တော်မူရဲမင်းရှင်စောမျောသည်အောင်ဝဲလေးကံစလုံးကိုသိမ့်ကျုံဆယ်တော်မူရဲအဲ့ဒါတွေကိုစီချဲနန်းတော်ရှိကဆရာပြုရဲ့ဟိုမြို့မှာကိုပြောပြသောတာနာဝဲကြားဝဲဖတ်ပွဲယထာမူရာကိုရင်စိုးတံပွင့်ကကြောင်းအောင်ပင်လဲ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 တကယ်တော့စစ်ကဲတော့လေကောဖြစ်လို့မို့ကောင်းဖို့ရွယ်သောဖြစ်ကိုအထူးသဖြင့်မျှော်မိရဲ့ဥပမင်းခင်ဗျလင်္ကာကျော်သောဆောင်းစရာကြီးဘဘဥပသားကြီးသားငယ်ကြည်သာဖို့ရခင်စီးတင်လိုက်တော့လင်္ကာကြီးယရနာများအမိပေးထားသောမှတ်တမ်းတွေတခုပါမို့လဲဥပမင်းဘာတော့กว่าကျော်အလင်္ကာကြီးယရနာများဆိုတာကဘာကိုဆိုလိုပါသလဲခင်ဗျအလင်္ကာဆိုတာကဘဘဥပသားကိုဥဒိတ်မှာပါသိတဲ့သဘောဘောမှာမှန်ပါခင်ဗျယရနာများဆိုတာကတော့အမှုပညာရှင်များဖြစ်ကြသောနိုင်ငံကျော်ဆိုင်စရာစိန်ဖို့တစ်နိုင်ငံကျော်ဆိုင်စရာစိန်တဲ့ဆန်းနေရထိတ်တင်ဝင်အစိုးပညာရှင်များဖြစ်ကြသောတင်မြချိုပြုံးသူ့မောင်
လွှမ်းမိုးမေဆွေတို့နဲ့တွဲပဲပြီးတော့ပြည်သူများ၏ဘဝင်မှာတုမရှင်သာအောင်အမှုပညာများကိုစုပေါင်းလှုပ်ရှားကြမယ်သဘောပေါ့မောင်ရ ဟောလိုက်တာခင်ဗျာစိတ်စတင်းနဲ့အဆိုပညာရှင်များအလှည့်ပြီးသွားပြန်တော့ ဟုတ်ကဲ့ အလင်္ကာကျော်စွာစောင်းဆရာကြီးဘဘဥပသန်းကိုယ်တိုင်တီဆိုတီးမှုတ်ခဲ့တဲ့သူ့နှရှမ်းဆိုတဲ့တေးသချင်းကို ဟုတ်ကဲ့ခင်ဗျ နိုင်ငံကျော်ဆိုင်ဆရာစိတ်စတင်းကမျက်မျက်နိုးနိုးနဲ့ထိမ့်သိမ်းစောင့်ရှောက်ရင်းပြန်လဲဖော်ထုတ်လိုက်တာကိုကိုကြီးအများတို့သတိထားပြီးနားဆင်ကြပါရောခင်ဗျာ ရပါသေးမောင်ရ ဒါကြောင့်လဲနိုင်ငံကျော်ဆိုင်းဆရာစိတ်စတင်းကဝိုင်းတွင်းကထိုင် ဟုတ်ပြီ နိုင်ငံကျော်ဆိုင်းဆရာစိန်ဘူတင်းကပတ္တလားကိုပိုင်ပိုင်နဲ့ ဟုတ်သား သားကြီးဖြစ်တဲ့ထိတ်တင်ဝင်းကဖခင်ကြီးရဲ့စောင်းပညာကိုမြန်မြန်တန်ဆုံနှော့လို့ညီကို၃ယောက်အပြန်လှန်အတန်တွေမှာထမ်းပါပါနဲ့မြန်ရှာလို့ဖွဲ့လိုက်ပါတော့ခင်ဗျာ ကြားကြပါစို့မောင် စံနေရထိတ်တင်ဝင်တယ်လားရ
စိတ်တင်းရွာသားကြောင့်စိန်ဖို့တင်းနေတာလင်းကားကြောသွားမမကူကတန်းအလွန်ပြေဖို့ဗျ